တွေ့ရနော်စားပါဦးဒီနေ့ကျွန်တော်ကတော့ inject ပိတ်တုပ်လေးနေပါHi guys, welcome back to MD Vlog. ဒီနေ့ကတော့ဒီမှာထမင်းကြော်ဘာညာဒါစနေနေ့ဒါထမင်းစီဆန်းဒီဘက်ကောင်ကထမင်းစီဆန်းဒီကောင်ကကြတော့ပဲငမြာကြီးနဲ့ပြီးတော့ညနေပြီးတော့ပေးထားတဲ့ငမြာကြီးကြော်ရယ်မဲသားငယ်ကြီးကြော်ရယ်တငယ်ချင်းကနေပြီးတော့ဒီမှာဟိုဗာလဲအမြင့်ကြော်နဲ့ပေးပါတယ်တွေ့ရနော်စားပါဦးကြောက်လေကဲစားလို့လည်းပြီးပြီဆိုတော့တတာ